အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီလောကကြီးရနဲ့ထွက်ခွာဖို့ရအချိန်မရွေးပဲဒါပေမဲ့ကျွန်တော်တို့မထွက်ခင်လေးမှာကျွန်တော်တို့နည်းနည်းတခါညနေတခါညီကောင်မောင်မများဝေးမှနေတဲ့လူတွေတယောက်နဲ့တယောက်ကိုဆူတောင်းနဲ့ကူညီကြရအောင်ဆိုအနေနဲ့ပြောချင်ပါတယ်ဖခင်အရောက်စီတိုင်းကိုကောင်းကြည့်ပြပါစေနော်ကျွန်တော်အခုဒီဆိုရမယ့်တခြင်းလေးကတော့ထာဝရအကောင်းမြတ်ဆုံးဆိုတဲ့တခြင်းလေးနဲ့ကိုတော်ချီးမွမ်းချင်ပါတယ်ကိုတော်ကောင်းမြတ်ဆုံးကောင်းမြတ်ဆုံးကြောင်းနဲ့တူထာဝရအကောင်းမြတ်ဆုံးကိုတော်ကောင်းမြတ်ဆုံးကောင်းမြတ်ဆုံးကြောင်းနဲ့တူထာဝရအကောင်းမြတ်ဆုံး呀呗，路的道，都有嘞，家都嘞，不让我们顺着里头，这老那呀心黑黑。Come on！ကရန်ရေမုန်တိုင်းပြေဝမ်းနဲ့နေကေယုံကြည်အားနဲ့နေလို့အဘယ်နဲ့တေးအာမင်ဖခင်အရောက်စီတိုင်းကိုကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်